လူအများစုကတရားထိုင်တဲ့အခါအသက်ရှူခြင်းကိုအာရုံစိုက်ပါလို့ပြောကြတယ်။ဒါပေမဲ့အခုမှစထိုင်မဲ့သူတွေအတွက်ကတော့အသက်ရှူခြင်းကိုအာရုံစိုက်ရတာတကယ်မလွယ်ပါဘူး။အသက်ရှူခြင်းမှာရှူသွင်းတာရှူထုတ်တာအလယ်မှာခဏနားတာတွေရှိပြီးအမြဲလှုပ်ရှားနေပါတယ်။အာရုံစိုက်ရမယ့်အရာတွေအများလို့သွားတတ်ပါတယ်။အစာပြုသူတယောက်အတွက်ကတော့ကင်ထားစရာမရှိပဲရေလိုင်းထဲကိုခုတ်ချသွားသလိုပါပဲ။ဒါကြောင့်ပိုလွယ်တဲ့အရာတစ်ခုနဲ့စလိုက်ကြအောင်ဥပမာနှံရံဘော်ကအချက်တစ်ချက်ဒါမှမဟုတ်တိုက်တစ်ချောင်းဘော်ကအချက်တစ်ချက်လိုပါပဲအဲ့ဒီအချက်ကမလှုပ်ရှားပါဘူးမပြောင်းလဲပါဘူးကိုအာရုံစိုက်ဖို့စောင့်နေတဲ့အတိုင်းပဲရှိနေပါတယ်ဒါကြောင့်အချက်တစ်ချက်ဆွဲပြီးအချိန်တတ်နိုင်သမျှအာရုံစိုက်ကြည့်ပါအဲ့ဒီလိုနဲ့ကိုယ်စိတ်ကိုထက်မြင့်အောင်လေ့ကျက်လိုက်ပါနောက်ပိုင်းမှာတော့အဲ့ဒီစိတ်ကိုအသက်ရှူခြင်းပေါ်မှာအသုံးချနိုင်လာပါလိမ့်မယ်